没有，妈咪啦吧，妈咪啦，你，我叫马队，哦，我要杜妈，我杜妈个谁妈弄啦？我妈搞完了。杜妈，你嘛你把我弄来了，哦，杜啊，你爸弄了，爸，但是老陪你了啦。不弄不呀？哦，杜妈为啥老陪你了？爷的手表，他们看零表，我手表更弄表。我就是干什么表我姑？不穿鞋嘛没行，不过的嘛没。哎，你们家屋里跑哦？我的嘛没行，我嘛他怎么的？哎，怕他的呢，怕他。都那么的，本来一大嘛，等你们拉不陪没？你那嘛把你来读，背我不是的了，哎，对，我跑嘛都内生的啦有。我没有给他手卡。ဒုက္ခအဖွားမတန်ရောစီမပြတ်တာဘူးအဖွားရိတ်တာမနေရတော့မဲ့ရွယ်ရောက်ပြီလား လက်လာမှာမနေဘူးငယ်ရမိသားစုနဲ့ကိုယ့်အိမ်နဲ့ကိုယ်နဲ့နေကြတာ ဒီတစ်ခါမှာတော့ကျွန်တော်တို့ဒီကဘာကန်အဆိုးဆုံးလို့ပြောရမလားပေါ့နော်ဒီအဖွားတယောက်ရဲ့ခြေကွဲဖွယ်ရာဒီဇလန်လေးကိုကျွန်တော်တို့ရဲ့ရှင်းလုပ်ပေးနေတင်ဆက်ပေးသွားပါမယ်ဒါဆိုရင်အဖွားရဲ့ဖြစ်ကဘယ်လောက်တောင်မှရှင်းနာစရာကောင်းပြီးတော့တနာစရာကောင်းလဲအထီးကျန်စရာကောင်းလဲဆိုတာကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်ပါ 没有မမီလာဖွားမမီလာ အဲ့လေအခုပြောတော့မှာတွေ့ ဟိုတူမကစိတ်မမှန်တော့လား ဟိုမှာ ကောက်သွားလား သူမအဲ့လည်းမညစ်ပအောင်လုပ်တာလေ သူကညစ်ပါမလို့တော့အဖွားတန်းစီလုပ်ပေးနေရတာလား အခုလုပ်ပြရ တူမရဲ့ဝေယဝိစားလုပ်ပေးနေရလား ရေးတဲ့ချိုးပြသမထလင်းပြဝှချိုးပြအကုန်လုပ်ပြ အဖွားဘယ်လိုလုပ်မလဲအဲ့မျိုးနှစ်ယောက်တည်း လွယ်နေရတယ်အခုအပြင်ထွက်မယ်ဆိုတော့မပြေးထွက်ဘူးအထွက်မယ်အဲ့ဒါ တူမစိတ်ပုံမှာမဟုတ်လို့ဒီလိုမျိုးထွက်မကြလို့အဖွားတော့ပိတ်တာလား တက်ထားရတယ်နောက်ပြရတယ် သူများချန်ထဲမှာနေတာနော်ရောအဖွားဘုဒ္ဓနဲ့တသိန်းကျွန်တော်ပေးတယ်နော်ဒီနေ့3သိန်းခွဲနော်ဖွားနော် ဟုတ်ကဲ့ 4သိန်းခွဲနော်ပတ်သက်သူများခိုးသွားလူအောင်မယ်နော်တိုင်းတက်လာဟမ်ဒီအမျိုးလူတွေမရှိဘူးနော် မလုပ်ဘူး ဟာဘာမှမလုပ်ဘူး တမ်းမျိုးဒီမှာမရှိကြဘူး ဘယ်ကနေလာပြေးရ မြဝတီကဘွာအေး ကျမလာပြောတယ်တဲ့ဘယ်သူလဲမသိဘူးဆရာကြီးတဲ့ဟာဆံပါပေးဟဲ့ ဟိုခါကကြောက်နေ ဟောရှောက်ကြမဟုတ်တာ လူစင်းကပြောတယ်ကြောက်ဆရာမဟုတ်ဘူးသူကတိုးစီတယ် အဖွားပတ်သက်တခြားသိန်းနော်အခုဒီနေ့တသိန်းအခု3သိန်းခွဲဆို4သိန်းခွဲနော် ဟုတ်ကဲ့ နော်သူများလူမယ်နော် ကျမ်းမာချမ်းသာပါစေကတိလုံးမတော်နိုင်ပါစေပြုလုပ်ပါလေ အေးဟိုသူမကအဖွားထိနေရလား ထိုင်ရတယ် ပြောင်းပြန်နေဖြစ်ကုန်ပြီ အပြင်ထွက်မယ်အတော့ဒီတန်တန်ပိတ်ရတယ် ဩ ဒါဒီပိတ်လို့ မ94နှစ်ကသူမကိုပြန်ထိနေရတယ်အဖွားကျွန်တော်တို့အချိန်မမီတော့ပြန်မယ်နော် ဟုတ်ကဲ့ ပြန်တော့မယ်ဖွားနော် ပြန်လာတယ် အေးနော်အဖွားကိုတနာလို့နောက်တစ်ခါလာပြန်ပြီးတော့အလူခံပေးတာနော် ဟုတ်ကဲ့ဟုတ်ကဲ့ ပြန်တော့မယ်ဖွားနော် ဟုတ်ကဲ့ဟုတ်ကဲ့ အေးသူမထွက်မှကြလို့ဒီမှာတော့နေနဲ့ချကန်လာရတယ် မတနေ့တော့လာ သူတို့ခြံလည်းမဟုတ်သူများခြံ ဆိုတော့အဖွားကလေဒါသူများအချံမှာပေါ့နော်အခွင့်တောင်းပြီးတော့နေရတာပေါ့နော်အဖွားရဲ့အဖြစ်ကဘယ်လိုမျိုးလဲဆိုတော့ကဒီတူမလေသူညီမရဲ့ပေါ့နော်သမီးအချင်းလည်းမဟုတ်ပဲနဲ့အဲ့တူမကဒီစိတ်မနှံဘူးပေါ့နော်အညစ်အကြေးအစားအဖွားကလုတ်ပေးရတယ်တဲ့အဖွား94တောင်မှရှိနေပြနော်ဆိုတော့ဒီတူမကိုပဲတန်အောင်စင်တော်ရနေရပေါ့နော်အဖွားကဘိုးဘွားကြီးတိုက်ပိုက်လည်းမသွားနိုင်ဘူးဒီတူမကိုစိတ်မချတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒါအဖွားကဗျာतू ကဒီအဲ့ဒီကြုံတိုးလို့ပြောရပြအဲ့ကြုံတိုးတစ်မျိုးလုံးလိုက်ပြီးတော့ तू ကတောင်မွေးလေးကိုင်းပြီးတော့လေအဲ့လိုမျိုးဒီပုံစံလေးနဲ့ပေါ့နော်အလူလိုက်ခံရတယ်တဲ့သူ့တူမကိုအလူခံပြီးတော့ကျွေးရတာလေဗျာဆိုတော့ကအခုနေမျိုးဒီမိုးရင်းမဲ့ရာတီဥထုဆိုဖွာဘလောက်ပင်ပန်းနေပြီလဲစဉ်းစားကြည့်လိုက်ပေါ့ဗျာနော်ဆိုတော့ဒီတူမကို तू ကလေဗျာတည့်အရန်တွေ့တာနေရဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ तू ကလေတူမနဲ့မခွဲနိုင်ဘူးလေအဖွားကိုလေဘိုးဘိုက်တာပို့မလားအဖွားတခြားအကောင့်နဲ့နေရာလေးပို့မယ်ဆိုမဲ့ဆိုတော့ပေမဲ့လည်းအဖွားကလက်မခံဘူးတဲ့ဗျာနော်ကျွန်တော်ဆက်ကြည့်ရအောင်နော်ဆိုတော့ဒီအဖွားကိုပေါ့နော်ဒီ B1 ပေါ့နော်ဗာလဲထုံးလင်းအောင်ဆိုတဲ့အကောင့်ကနေပြီးတော့တွားလှူထားတဲ့ဗီဒီယိုလေးပေါ့နော်အားလုံးလည်းတာတို့ခေါ်ပြီးတော့ကြည့်လို့ရအောင်လို့ပေါ့နော် အမေမကြီးဟောင်းဖွားကြီးကြည့်ရတော့ပဲနားတော့နာဖွားကြီးကြည့်ရဘူးအဲ့ဒါတော့ အကောလုံးဖွားကိုပေးတဲ့ပတ်သက်ပမာထားတယ်ကူ တိုင်းနာတော့ဘော သူမလေးအောင်မှာတကားလေးပိတ်ပြီးမဖွင့်ပေးဘူးဖွားကိုဘယ်လိုလုပ်မလဲ အဲ့ဒါက ဘူးဘာနဲ့သမီးစားကြအောင် မမတူတဲ့နေထွက်လို့ရဒီတဲ့နေကိုထွက်လို့ရ သူဘယ်ကိုတက်လာလဲ တက်တယ် နောက်နေ့တိုင်း သူကနေတိုင်းတက်တာလား ဝင်းရံလို့တက်တယ် သူကနေတိုင်းတက်တာလား တက်တယ် ဩ အဲ့ဒါဝင်းရံလို့တက်ရင်အဲ့ဒါရအခုက အခုသူစကားလည်းမပြောဘူးအခု 不穿鞋嘛没有行，不过人嘛没， အဲ့မျိုးမရရဘူးလေဖွားကို 我人嘛没行，人嘛他人没得行。
အဲ အဖွားထားတဲ့နေရာဖွား အဖွားသူနဲ့မနေဘဲနဲ့ရိတ်တာမှတနေ့မလားပို့ပေးမယ် လက်နာမှာပန်းနေတဲ့သူပေးဖို့မရှိလေတော့ အတူတေတေဝါအဖွားမှသူနှိမ့်ဆက်နေတာယူ သွားပို့ပေးမယ် ဟမ် အဖွားလေး တူမကတဲ့တခါတခါကြာရင်စိတ်ဖောက်ပြီးတော့စိတ်မမှန်ပဲနဲ့အဖွားကိုရိုက်တာနှက်တာရှိတယ်လေနော်အဖွားကလည်းကိုယ်တိုင်ပြောထားတယ်ပတ်ဝန်းကျင်ကပြောရလဲရှိတယ်ပေါ့နော်အဖွားဘောကတော့ဗျာတကယ်ဟိုမှတကယ်ရှင်းနာစရာပေါ့နော် ငယ်လေးကကိုယ်အိမ်နဲ့ကိုမိလေးကမိသားစုနဲ့မိလေး အဲအဖွားဘမှသူမကောင်းတော့တာ तू ကစိတ်ပုံမှမဟုတ်တော့တာကွာ ဟိုဒီနခါစိတ်ကောင်းတာတော့ဖက်ပါလေ อืม စိတ်ဟိုဒီနခါလောကစားတဲ့ခါအဲ့လိုလို့မင်းနဲ့တိုင်တိုင်တော့ဖက်လာလေအဲ့လောကစားနေဘူးအဲ့လိုလို့ ဆိုတော့ ဒါအဖွားကြီးကြည့်အောင်မယ် အေးမနေ့ကဟို12သိန်းရဲ့ဒီနေ့9သိန်းရဲ့ဆို19သိန်း19သိန်းကျွန်တော်ပေးတဲ့သိန်းနဲ့ဆိုရင်20ဟိုတနေ့ကဟမ်မဟုတ်ပါဘူး30 73သိန်းရဲ့အခု9သိန်း19သိန်း20နဲ့3သိန်းခွဲစီပြီကျွန်တော်ပေးထားတာနော် 3သိန်းလိုပဲတနေ့ အေးဟုတ်တယ် တိုင်းကတနေ့ တသိန်းကတနေ့မနေ့က12သိန်း အဲ့မနေ့ကပေးတာအဖွား၄တော့ဝယ်ပြီးတော့၄သိန်းနဲ့မှတ်တယ် မဟုတ်ဘူး12သိန်းဖွာနော် အဲ့ဒါကြီးကြီးမယ် အေးရပြီရည်ကြည့်ကြည့်အဖွားလည်းကျွန်တော်စကားပြောမောလိုက်တာအဖွားပတ်သက်ရက်ွက်သူကြီးအဲ့ဒါလိုက်တော့အမတက်တေတွေ၄-5ယောက်ပါလာတယ်ဟိုမှာကျွန်တော်နားမှာ၄-5ယောက်ပါလာတယ် ဒရာမမရောက်ဒရာမမသုံးအောင်ဘာကြီးကြအောင်နော်အားလုံးကြီးကြအောင် ကြိုင်လို့ရ ဟိုဒီ တော်ပြီအဖွားကျွန်တော်ပြန်မယ်နော်အခုကျွန်တော်အဖွားခြံစည်းရိုးတွေအဖွားမဖွင့်ပေးလို့ကျွန်တော်နှစ်3စီဝင်နေရတယ်အခုလည်းအဖွားရင်တည်းကျွန်တော်ဝင်လို့မရဘူး မရဘူးအဲ့ဒါဒုက္ခ အေးဒုက္ခအဖွားမတန်ရောစီမပြတ်တာဘူးအဖွားရိတ်တာမနေရတော့မဲ့ရွယ်ရောက်ပြီဟာ ဒီကမှာမနေဘူးငယ်ရမိသားစုနဲ့ကိုယ်အိမ်နဲ့ကိုယ်နဲ့နေကြတာ အေး အခု ဟိုမှာရက်ွက်သူစိုက်မစေတော့ဘူးသူတို့တိုင်းသူတို့ကပဲတာဝန်ကြည့်ပြီးတော့ ဒီကမှာ အဲ ကောင်းဒီဘုရားတရားတော့လုပ်တာကိုယ်အိမ်မှာကိုယ်လုပ်တယ် အဲ အဖွားကနေမှရအောင်လုပ်နေတာဟိုဒီဘောနတ်ပြည်မလို့ခြင်းမူဘဝတွေမဖြစ်အောင်နေမှရအောင်လုပ်နေတယ် တို့ပြောတခြား ။ဘာပြောရလဲကောင်းလိုက်တာနော်။ဆိုတော့ကအဖွားကညံလဲကောင်းသေးရဲ့ဗျာ။ဟိုမှတ်ညံလဲကောင်းသေးရဲ့ပြောတာ။အခုချိန်ထိလဲတန်မန်ဆိုတော့ဒါကတကယ်ကိုတီလာကောင်းလို့ပေါ့နော် ဟုတ်ပါပြီအဖွားအလူစေတွေကိုစွတ်တောင်းပေးလိုက်အောင်အဖွားကိုလူတော့လူစေတွေ အားလုံးအဒီရှင်တွေအားလုံးကျမ်းမှချမ်းသာကြပါဒီတက္ကသိုလ်မှာတော်နေကြပါလူရပြည့်စုံကြပါဒီ ဟုတ်ကဲ့ တော့ဘုံလို့သူလဲလူအဲ့အဖွားစင်းသားတွေငါပူနာသူလဲလူငါယူလာပြီးတော့ငါတရားမရရင်ငါမယူလိုက်ဘူးလို့ကိုသိတယ် ဟုတ် ပူနာသူကကိုစားရင်ကိုကနေမှရအောင်လုပ်ရတယ်အဲ့လိုလုပ်နေလုပ်လို့မရလောက်တာပဲညတိုင်းနဲ့အဖေကမှားပါတယ်တော့ပဲတဲ့တရားကတရားအဖတ်ပြီးလို့မသိနေတဲ့တော့ပြန်ဆိုဘလို့ကိုအမျိုးမျိုးကိုရမ်းပေါ့ဖြစ်လာတက်လာကိုလုပ်ကြည့်တယ်အကြမ်းမော်နေလုပ်တယ်နေမှန်ရအောင်နတ်ပြည်မသွားပြဘူးနေမှန်ရအောင်သွားကြည့်တယ် အဖွားဒါကျွန်တော်နောက်ဆုံးမဲနော်ဒီချိန်နော်အဖွားကို4ချိန်လုံးပတ်သက်လာလူပြွားပြီနော် အဲ နောက်ဆုံးမဲနော်ကျွန်တော်ခယူဝေးတယ် ဘာကြီးကြအောင် အေးရီမရီအဖွားရေအဖွားကိုကျွန်တော်ပေးတာတက်တေတွေနဲ့ပေးတာလားနော်တောင်းမယ် ဟုတ်ကဲ့ အေးပါတွေ့ရင်တော့ဝင်လို့မရဘူးဒီမှာခြံစည်းရိုးတွေကိုကြော်ခွပြီးတက်လာရတယ်ဒီမှာဟာရပြီဒီမှာအိမ်နေတဲ့တကားကြီးပိတ်ထားတယ်ဒီမှာသူမကသူ့ကိုတကားပိတ်ထားတော့ဖြောက်ထားတယ် ။ဟုတ်ကဲ့ပါ။အခုလောက်ဆိုရင်တော့ဗောဒီအဖွားရဲ့ပေါ့နော်။တန်ရောစင်တူမလေးတန်ရောစင်နဲ့ပေါ့နော်။အဖွားကပေါ့နော်။ဒီစိတ်မနှက်နဲ့တူမလေးကိုမခွဲနိုင်တဲ့အတွက်ကြောင့်မလို့ဒီတန်ရှင်းလို့ပြီးသူ့ကိုရိုက်နှက်တာအောင်မှသူ့မှာမခွဲနိုင်မခွဲရဖြစ်ပြီးတော့ဒီတူမလေးကိုပဲပေါ့နော်သူကတောင်းပြီးတော့ကျွေးတယ်ဒီ64နှစ်အဖွားရဲ့အာဃတတိကတော့တကယ်ကိုမချိန်မပွဲမနေနိုင်ပါဘူးအခုချိန်ထိအဖွားကမှတ်ဉာဏ်လဲကောင်းတယ်နော်ဒီအကုန်လုံးတတ်တတ်မှန်မှန်ယောဂဗျာလည်းမရှိဘူးလို့သိရတယ်ပေါ့နော်ဆိုတော့ကတကယ်ကိုတီလာကောင်းတဲ့အဖွားပေါ့နော်ဆိုတော့ကဒီအဖွားကပေါ့နော်ဘလောက်ပဲသူ့နော်သူ့ဘဝလေးကသူဘလို့ပဲဖြစ်နေပါစေပေါ့နော်သူရားတဲ့ဘဝလေးနဲ့ကိုသူအကောင်းဆုံးရှင်သန်နေတယ်အဖွားပြောတဲ့စကားတစ်ခုလေးလည်းရှိတယ်အဖွားကနက်ပြည်မရောက်ချင်ဘူးတဲ့နိဗ္ဗာန်ပဲရောက်ချင်တာတဲ့
ဆိုတော့ပြောရဲ့စကားလေးကဒါစကားလက်ဆောင်လေးပေါ့နော်ဆိုတော့ကဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ reaction လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်